ပီတာကဖျောင်းရုပ်ကိုထိလိုက်တဲ့အခါသူသဘောပေါက်သွားတယ်ဒါဟာဖျောင်းရုပ်လုံးဝမဟုတ်ဘူးအသက်ရှင်နေတဲ့လူသားတစ်ယောက်ပါဒီလူကအသက်ရှင်နေသေးတယ်သူကအပြင်ဘက်ကဖျောင်းလွှာကိုဖယ်ရှားဖို့ပဲလိုမယ်လို့ထင်ခဲ့တယ်ဒါပေမဲ့တွေးထွက်နေတဲ့ဒဏ်ရာကိုဆွဲဖွင့်လိုက်တဲ့အခါအဲ့ဒီလူကနာကျင်မှုနဲ့တကူလုံးတုံတုံရင်ဖြစ်ပြီးမျက်ရည်တွေတောင်ကျသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲသပင်ရှည်ကြီးနဲ့ထူးဆန်းတဲ့လူတစ်ယောက်ရုတ်တရက်ပေါ်လာခဲ့တယ်သူကပီတာကိုလည်းဖမ်းဖို့ကြိုးစားခဲ့တယ်သူ့ကိုဖမ်းမိရင်ဖျောင်းရုပ်အဖြစ်ပြောင်းလဲပစ်ချင်ခဲ့တာပီတာကလှည့်ပြီးပြေးခဲ့ပေမဲ့လေကားကနေလဲကျသွားခဲ့ရတယ်သူပြန်မထနိုင်ခင်မှာထူးဆန်းတဲ့လူကပီတာကိုတုံးနဲ့ရိုက်လို့သတိလစ်သွားစေခဲ့တယ်ပီတာသတိပြန်ရလာတဲ့အခါသူဟာခွဲစိတ်စပွဲပေါ်မှာလဲနေတယ်အဝတ်စားတွေအကုန်လုံးချွတ်ထားပြီးသားဖြစ်နေခဲ့တယ်ပြီးတော့ထူးဆန်းတဲ့လူကသူ့ကိုမသိတဲ့အရေးတစ်မျိုးထိုးသွင်းလိုက်တယ်အဲ့ဒါကြောင့်ပီတာကသတိရှိနေပေမဲ့လက်ချောင်းတစ်ချောင်းတောင်လှုပ်လို့မရတော့ဘူးပြီးနောက်ထူးဆန်းတဲ့လူကသူ့တန်ရာတွေကိုပိတ်ပြီးသူ့မျက်ခုံးနဲ့မုတ်စိတ်တွေကိုကတ်ထားကချက်ချင်းပဲဆွဲဆုပ်ဖြတ်လိုက်တယ်ဒီနည်းနဲ့သူကပီတာရဲ့သပင်အားလုံးကိုအတင်းကျပ်ဖယ်ရှားပစ်လိုက်တယ်ချက်ချင်းပဲထူးဆန်းတဲ့လူကပီတာရဲ့မျက်နှာပေါ်မှာမျက်နှာအပုံစံခွက်ပိတ်ရှုံမို့ကိုတက်ဆင်လိုက်တယ်ပီတာကအရာအားလုံးကိုမျက်ဝါးထင်ထင်မြင်နေရပေမဲ့နည်းနည်းလေးမှလှုပ်ပြရှားလို့မရခဲ့ဘူးနောက်တစ်ချက်မှာဖျောင်းဆက် wax machine ကစတင်လဲပတ်နေတယ်။ပူပြင်းတဲ့ဖျောင်းရည်တွေသူ့ခန္ဓာကိုယ်ပေါ်ကိုဓာတ်ရိုက်လောင်းချလိုက်တယ်။အဲ့ဒီအချိန်မှာပဲပီတာကသဘောပေါက်သွားတယ်ဒီနေရာကအကုန်လုံးကိုဖျောင်းရုပ်တွေအဖြစ်ပြောင်းလဲပစ်လိုက်ပြီဆိုတာပီတာသိတဲ့အချိန်ကြာမှနောက်ကျသွားခဲ့ရပါတယ်။